မင်္ဂလာပါမျိုးသမီးတို့ရေဒီနေ့တိတ်ဆိတ်မှုအကြောင်းနဲ့ပြောချင်ပါတယ်တိတ်ဆိတ်နေတာကိုလူအများကအားနေတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့တိတ်ဆိတ်မှုကအားနေခြင်းမဟုတ်ပါဘူးတိတ်ဆိတ်မှုကကိုယ့်ပြန်နားထောင်နေတဲ့အချိန်မှာတခါတရံတိတ်နေရင်မင်းဟာအများကြီးနားလည်လာလိမ့်မယ်ဘယ်သူကမှမပြောပြမဲ့ကိုယ့်စိတ်ကိုကိုယ်တိုင်သိလာလိမ့်မယ်အမျိုးသမီးတယောက်ရဲ့တိတ်ဆိတ်မှုတွေမှာစိတ်ထင်ရတွေပါကောင်းပါနိုင်ပေမဲ့အဲ့ဒါကဆုံးဖြတ်ချက်တွေပေါက်ဖွာလာနိုင်ပါတယ်တခါတရံတုံ့ပြန်ခြင်းတဲ့တိတ်ဆိတ်နေရတာကကိုလေးစားကြောင်းပြောတာပါအမျိုးသမီးတို့ရဲ့တိတ်ဆိတ်မှုမှာတန်ဖိုးတစ်ခုရှိပါတယ်တိတ်ဆိတ်မှုမှာခွန်အားတွေရှိပါတယ်တိတ်ဆိတ်နေတာကမင်းအားနည်းနေတာမဟုတ်ပါဘူးမင်းစိတ်အတွင်းထဲမှာအလုံးလုံးနေတာပါတိတ်ဆိတ်နေလိုက်တာကအရှုံးမဟုတ်ပါဘူးကိုဆုံးရှုံးမသွားအောင်ထိန်းထားနိုင်ခဲ့တာပါအဲ့ဒါကအောင်မြင်မှုတစ်ခုပါတိတ်ဆိတ်မှုမှာအောင်မြင်မှုရှိပါတယ်နော်ခွန်အားတစ်ခုရခဲ့တယ်ဆို subscribe လေးနှိပ်ပေးကြပါအောင်နော်